ညာဝါယူရမင်းကမင်းတော်လိုင်းလုံနေတာတက်ကြီးမပွဲစုလိုင်းပေါ်မှာဆဲပြဆူပြပွဲစုပြမင်းလုံနေတာမင်းတော်လိုင်းလမ်းကြောင်းလွဲနေပြီဟမ်မင်းသူများတွေလိုက်ပုတ်ခတ်စော်ကားဟိုတစ်ချိန်တော့မင်းကိုဖုံးဆုပ်လေးပေးခဲ့တဲ့လူတော်မှာအဲ့ဒီဖုံးကမင်းတော်လိုင်းငွေနဲ့ဆိုပြီးတော့ပြန်ချောက်ချပြီးတော့မင်းကြောက်တုံးခဲ့တဲ့ကောင်မင်းကိုဖုံးဆုပ်လေးကူညီခဲ့ဘူးတဲ့မင်းဖုံးတစ်လုံးမှတော့ကောင်းကောင်းမကင်တဲ့အချိန်မှာဖုံးဆုပ်လေးကူညီခဲ့ဘူးတဲ့သူကိုတောင်မှမင်းကတော်လိုင်းငွေနဲ့မင်းဖုံးဝယ်တာဆိုပြီးတော့ကြောက်တုံးပြီးတော့မင်းထိုးချပြီးတော့မင်းလုပ်ခဲ့တဲ့ကောင်ကိုမိုက်ကယ်ဖုံးယူမလားဝယ်ပေးမယ်လို့ဆိုတာတော့ဟဲ့မိုက်ကယ်မယူခဲ့ဘူးနေခုနပြောသွားတဲ့မင်းစကားတော့နေဖုံးတစ်လုံးမရှိတော့မှပေးခဲ့တဲ့လူကိုငါတခိုးလို့ဆွဆွဲပြီးဖောက်ထုတ်တယ်တဲ့မင်းလူကြီးလူကောင်းလားမင်းလူကမွေးထားတာလားပြောနင်ညာမင်းလွင်တဲ့ like ကိုလည်းငါကြည့်ပြီးတော့ဒါငါပြန်လဲပြီးတော့ဒီလိုမျိုးပြောမှဖြစ်လိမ့်မယ်မင်းဒီမပြောရင်လူလိုမသိဘူးမင်းကိုပြန်ပြောမှမင်းကိုမပြောရင်မင်းကိုကြောက်နေရထင်နေတာမင်းကိုညှိနေတာမင်းတို့ကောင်တွေကိုစောက်ဖက်မလုပ်ချင်လို့ညှိနေတာရဲမင်းကငါ့ကိုတညာလုံးထိုင်ဆဲပြီးတော့တလားလောက်လိုက်လွင့်နေတဲ့ကောင်မမျိုးတွေတောင်ငါစောက်ဖက်မလုပ်ခဲ့ဘူးရှင်းလားငါတို့စင်တန်းနဲ့ငါတို့နေတာလူကြီးလူကောင်းမဆောင်ခင်ဗျာပတ်သက်ဗျမ်းမလာတွေပြောတယ်ကြောက်ကကားဝယ်တယ်ပြောတယ်ဟာကြောက်ကကားဝယ်ပြီးလူဆွဲတယ်တဲ့ကြောက်ကဈေးဆိုင်ဖွင့်တယ်တဲ့ကြောက်ကဘာလဲဟုတ်လားဟမ်ကြောက်ကကိုပိုင်ကားရှိတယ်တဲ့ဟာကျေးဇူးတင်ပါတယ်ဟာကျွန်တော်နေနဲ့မိုက်ကယ်တိုက်ခါလည်းမရှိဘူးမိုက်ကယ်ကားလည်းမရှိဘူးမိုက်ကယ်ဆိုမင်္ဂလာပါဘာလဲโอ้ရှယ်ယာဝင်လာတယ်လည်းမရှိဘူးခဏချိတ်ပေးရဟဲ့လူခဏဒီပေါ်တက်လာခဲ့ဟဲ့ဒီရဲမင်းခဏဒီပေါ်တက်လာခဲ့ခဏဒီပေါ်တက်လာခဲ့တုတ်ချိတ်ခိုင်းတာခဏမချိတ်ဘူးအေးညီမမင်းငါ့ကိုကိုမိုက်ကယ်တို့ခေါ်လေကွာကိုခေါ်မှာပါမင်းကိုမိုက်ကယ်ဟုတ်ကဲ့ကိုကြီးမိုက်ကယ်ပါဖြစ်သွားအောင်ဒီကောင်းကုန်ပြောလေကွာမင်းစောက်ကြရဟဲ့မင်းပါညာမင်းတယောက်ဖြဲလို့မျိုးလားမဖြဲနဲ့လေမင်းလူတိုင်းကိုဖြဲလို့မရဘူးမင်းစောက်ဘောတွေပဲဖြဲလို့ရမယ်ဟဲ့မင်းအခုလည်းမင်းစောက်ဘောတွေပဲမဖြဲနေရပါကွာမင်းဆရာကြီးတွေနဲ့တွေ့ရင်မင်းကုတ်နေရမင်းဟမ်သူ့နယ်မြေမှာမင်းအပိုင်ရလာတဲ့ကောင်တွေတွေ့ရင်မင်းအဲ့ဒါမင်းဖေးမခံရုံတမယ်ပဲမင်းကုတ်နေတာအကယ်ဒမီပေးမယ်လို့မင်းတို့ထိုင်းတဲ့နိုင်ငံတော့ဘယ်မှာစောက်ဖက်မလုပ်ချင်လို့မင်းတို့ဒီမိုက်လုပ်နေတယ်အားလုံးမင်္ဂလာပါဒီနေ့မှာတော့ကိုမိုက်ကယ်နဲ့ကိုရဲမင်းတို့ရဲ့ပြင်းထန်လာတဲ့စကားထိုးစစ်ဆင်နွှဲနေတဲ့ပွဲကြီးကိုတင်ဆက်ပေးခြင်းပါတယ်ကိုမိုက်ကယ်ဟာထိုင်းနိုင်ငံမှာအမေသားအမိခံပြီးနှွေဦးတော်လန်ရေးအတွက်ထိုင်းရောက်ရွှေမြန်မာများထံမှအလှငွေကောက်ခံကထောက်ပို့လှုပ်ဆောင်ပေးနေတဲ့ထိုင်းရောက်ထောက်ပို့အကြီးစားဖြစ်ပါတယ်ကိုရဲမင်းဟာ AAC ကိုရဲမင်းအမည်နဲ့ရှေ့ရခင်ကတည်းကထိုင်းရောက်အလုပ်သမားအပေါ်ခေါင်းပုံဖြတ်အမျက်ထုတ်မှုတွေကိုကူညီကယ်ဆယ်ပေးတဲ့အဖွဲ့အစည်းရဲ့ဖောင်ဒါတဦးဖြစ်ပါတယ်ဒီနေ့မှာတော့ကိုမိုက်ကယ်ရဲ့လူကြီးမဆန်တဲ့ပြောဆိုမှုတွေကြောင့်ကိုရဲမင်းဘလူတွေတောင်ပောက်ကွဲနေပြီလဲဆိုတာအတူနားဆင်ကြည့်ရအောင်ဗျာမင်းစိတ်ကြိုက်ထိုးကြိတ်ထားတဲ့ဟာလေမင်းထိုးကြိတ်ရိုက်နှက်ထားတဲ့ကောင်လေးလေမှတ်မိသေးလားနာမည်ဆွေမင်းဘန်ဂရီစမဲကတန်ဘက်ကလေမှတ်မိသေးလားရအောင်ကြည့်ဒီကောင်လေးကိစ္စမင်းမှတ်မိသေးလားလို့ရအောင်မိုက်ကယ်ဒီမှာလေ73ရက်9လ2023ကမင်းဒီကောင်လေးကမင်းကိုထောင်ထဲထဲကန်ကြီးမှာမင်းသွားကြည့်ပေးရလေမင်းဘေးမှာလေအဲ့ကောင်လေးမှတ်မိသေးလားဟမ်မင်းဒေါင်းရီဒီစီမှာလေမင်းမှတ်မိလားရောဒေါင်းရီဒီမှတ်မိလားဒီကိစ္စမှာအဲ့အောင်ဒေါင်းရီဒီဆိုတာငါထောင်ပေးထားတဲ့အသင်းဖွဲ့နောက်တော်လိုင်းရောအလုပ်သမားရောတွဲပြီးတော့လုပ်နေတာနော်အဲ့ဒီကောင်လေးကအဲ့ဒီဒေါင်းရီဒီရဲ့မောင်ဝမ်းခွဲအဲ့ဒီချိန်မှာငါ့ကိုလာတိုင်မင်းတယ်အဲ့ဒီကောင်လေးအမျိုးတွေကမကျင်တော့ဘူးမင်းဒီလိုလုပ်သွားတာမင်းကိုတိုင်ရင်တေချာပေါ့မင်းဒီလိုမျိုးအကြမ်းဖက်နှိပ်စက်ထိုးချိန်မှုနဲ့မင်းဘာဖြစ်သွားမလဲဆိုတာမင်းထိုင်းမှာနေနေတာမင်းသိပါတယ်မင်းထောင်ထဲတန်းရောက်သွားမယ်ထောင်ထဲတန်းရောက်သွားဘာဖြစ်သွားမလဲငါတို့အဲ့ဒါတွေစဉ်းစားပြီးဒေါင်းဒီနဲ့ငါနဲ့တိုင်ပြီးတော့မလုပ်ပါနဲ့ကောင်းလေးမျိုးတွေပြောပါညီလေးမလုပ်နဲ့ဒါသူလည်းတော်လိုင်းလုပ်နေတာတကယ်လို့မင်းထောင်ထဲထည့်လိုက်ရင် तू လုံးဝဟိုဘက်ရောက်သွားရင် तू ကမကောင်းဘူးငါတို့တွေကာကွယ်ပေးခဲ့တာရအောင်မင်းကိုအဲ့တုန်းကငါရုံမာတယ်မင်းပေါ်ရုံမာတယ်စိတ်နဲ့တုန်းကတော့ဆိုရင်လေမင်းဒီကောင်လေးကိုမင်းစိတ်ကြိုက်မင်းထိုးချိတ်ရိုက်နှက်ပြီးတော့လေအဲ့ကောင်လေးစကားပြောမှားတာကိုမင်းအနိုင်ကျင့်တာလေဘယ်သူမှဆွေမျိုးမရှိဘူးပါဘူးဆိုပြီးတော့လေမင်းနိုင်ကျင့်တာမင်းနိုင်ကျင့်လို့ရတာအဲ့လိုဝဲသားတွေပဲရမယ်မင်းအဲ့လိုပေါက်ပြောချင်လို့ရတာမင်းအဲ့လိုကောင်တွေပဲရမယ်မင်းကတော့လာမလုံးနဲ့ရအောင်မင်းတို့ဘာလဲဟိုငါအဖွဲ့အစည်းရောငါသားလေးရောငါမိမဘာမှအားကိုကယောက်ျားအားကိုကမဲ့နေတဲ့သူရောရဲမင်းထိုင်းနဲ့ဝင်လို့မရတော့ဘူးဆိုပြီးတော့မင်းတို့တွေစိတ်ကြိုက်ချင်းချောက်အနိုင်ကျင့်ဖျက်ချောက်နေဟဲ့လားရအောင်မိုက်ကယ်မင်းတို့မင်းဘာလဲအဲ့ဒါဆိုရင်မင်းဘာတော်လိုင်းကြီးလဲမင်းပြောတော့တော်လိုင်းကြီးဆိုမင်းပြောတော့ဒီမိုကရေစီမင်းလောက်တာတွေကမင်းမာဖီးယားဆန်ဆန်လောက်နေတာအဲ့ကောင်လေးကိစ္စမှာမင်းကိုထောင်ထဲရဲမင်းထဲလိုက်လို့ရတယ်သိလားနော်အဲ့ကောင်လေးရဲ့အမဒေါင်းရည်ဒီအတင်းခေါင်းဆောင်အဲ့ဒေါင်းရည်ဒီတင်ကငါဖွဲ့ပေးထားတာတော့ပေါက်လားအဲ့ဒေါင်းရည်ဒီဆိုတာလေစာလုံးစကားနေထွက်ပြေးလာတဲ့အမျိုးသမီးတယောက်
ဒါပေမဲ့ငါတို့တွေကတော်လိုင်းကြီးကိုကြည့်တယ်ကွာမင်းရတာငါ့ကိုမကြည့်ပဲဗလိုင်းမင်းကဘာလဲအခွင့်လေးခွင်းဝင်မဲ့ဆိုအားချမယ်အပီးလဲမယ်မင်းစိတ်တက်ကမင်းအောက်တန်းချနေတာမင်းထမိန်ဝှက်ထားမိုက်ခဲ့မနေ့ကလည်းမင်းဖုံးတန်ဖိုင်းနေမင်းငါတော်ထဲမှာဟိုမင်းပြောလေအေးညီမမင်းငါ့ကိုကိုမိုက်ကယ်လို့ခေါ်လေကွာဟိုကခေါ်မှာပါမင်းကိုမိုက်ကယ်ဟုတ်ကဲ့ကိုကြီးမိုက်ကယ်ပါဖြစ်သွားအောင်မင်းကောင်းမွန်ပြောလေကွာမင်းစောက်ရရဟဲ့မင်းပါညာမင်းသူများဖြဲလို့မျိုးလာမဖြဲနဲ့လေမင်းလူတိုင်းကိုဖြဲလို့မရဘူးမင်းစောက်ဘောတွေပဲသွားဖြဲလို့ရမယ်ဟဲ့မင်းအခုလည်းမင်းစောက်ဘောတွေပဲမင်းဖြဲနေရပါကွာမင်းဆရာကြီးတွေနဲ့တွေ့ရင်မင်းကုတ်နေရမင်းဟမ်သူ့နယ်မြေမှာမင်းအပိုင်ရလာတဲ့ကောင်တွေနဲ့တွေ့ရင်မင်းအဲ့ဒါမင်းဖေးမခံရုံတမယ်ပဲမင်းကုတ်နေတာမင်းတို့ထိုင်းတဲ့နိုင်ငံတော့ဘယ်သူမှစောက်ဖက်မလုပ်ချင်လို့မင်းကမင်းလူမိုက်လုပ်နေနေကြအောင်မင်းကြိုက်တဲ့ပုံစံနဲ့ထပ်တုံးပြန်ပြောလာရတယ်အချိန်မျိုးပဲရမ်းများဝါကြီးကမင်းကမင်းတော်လိုင်းကြီးလုပ်နေတာတက်ကြီးမပွဲစုလိုင်းပေါ်မှာဆဲရစုရပွဲစုပြမင်းလုပ်နေတာမင်းတော်လိုင်းလမ်းကြောင်းလွဲနေပြီဟမ်မင်းသူများတွေလိုက်ပုတ်ခတ်စော်ကားဟိုတစ်ချိန်တော့မင်းကိုဖုံးဆုပ်လေးပေးခဲ့တဲ့လူတော်မှာအဲ့ဒီဖုံးကမင်းတော်လိုင်းငွေနဲ့ဆိုပြီးတော့ပြန်ကြောက်ချပြီးတော့မင်းကြောက်တုံးခဲ့တဲ့ကောင်မင်းကိုဖုံးဆုပ်လေးကူညီခဲ့ဘူးတဲ့မင်းဖုံးတစ်လုံးမှတော့ကောင်းကောင်းမကင်တဲ့အချိန်မှာဖုံးဆုပ်လေးကူညီခဲ့ဘူးတဲ့သူကိုတောင်မှမင်းကတော်လိုင်းငွေနဲ့မင်းဖုံးဝယ်တာဆိုပြီးတော့ကြောက်တုံးပြီးတော့မင်းထိုးချပြီးတော့မင်းလုပ်ခဲ့တဲ့ကောင်ဟမ်မင်းလည်းခုမင်းလို့ပြောမယ်ဆိုမင်းလည်းခုကာမင်းလို့တော့တောင်ဝယ်ထားတယ်မင်းမှာကား၄စီးလောက်ရှိနေမင်းအိုက်ကားနဲ့တပည့်တွေမွေးအောက်ကနေပြီးတော့မင်းတရားမဝင်လမ်းကြောင်းလူတင်လူတွေကလည်းမင်းကပြောကောင်းကောင်းနေဆိုတော့โอเคကိုမိုက်ကယ်တော်လိုင်းလည်းလုပ်တယ်တော်လိုင်းလည်းပါတယ်ဆိုတော့ယုံပြီးတော့မင်းနဲ့လာကြတယ်မင်းဘယ်တော့လုပ်ဖြစ်နေရတယ်လဲငါသိတယ်အဲ့ဒါတွေငါတို့နဲ့မဆိုင်ဘူးဒါမင်းရဲ့ကိုကြီးကိုတာမင်းဒါမင်းလောက်ရမင်းတမိုင်းမင်းကျန်တဲ့လူကိုမင်းအေးဆေးနေတဲ့လူကိုမပုတ်ခန့်နေရအောင်ရဲမင်းလက်ရှိချိန်ထိရှာမစားခဲ့လို့အခုလိုတော်တဲ့တောင်နဲ့ရောက်နေတာငါမနေချင်ဘူးဒီတော်ထဲမှာဒါမဲ့ငါအခြေအနေကငါလက်ရှိဖြစ်တည်နေတဲ့အခြေအနေကငါတော်လိုင်းကြီးအခြေအနေကငါနေနေတာအခုလည်းချိန်မျိုးထိုင်းထဲမှာအေးဆေးသွားနှက်နေလို့ရတယ်ရဲမင်းဘာမှမလုပ်ပဲညင်ညင်လေးနေထိုင်းရအောင်ထိုင်းဆိုးရအေးဆေးပဲထိုင်းရတာပဲအေးဆေးပဲဒါပေမဲ့ငါမနေဘူးကွာငါအလုပ်သမားတွေဘက်ကတော်လိုင်းကြီးဘက်ကရက်တည်ပြီးတော့ငါကလှုပ်ရှားမှဖြစ်တဲ့အတွက်ငါအနေနဲ့ငါအခြေအနေကိုထိန်းသိမ်းနေနေတာချိန်မျိုးငါတော်တက်နှက်နေလို့ရတယ်မရှင်းလားဟာခေါ်လာတဲ့ရဲဘော်ကြီးငါ့ကိုတက်နိုင်သူကူညီအားကိုးနေတဲ့စီရီယန်တွေအများကြီးဟိုမျိုးတဲ့ပြည်တွင်းတွေမှာရောဒီနေဆက်တွေမှာရောဒီလွတ်မြောက်နေမြေတွေမှာရောမင်းတို့စီရီယန်လေးတယောက်နဲ့ဘန်းပြပြီးတော့လှုပ်ရှားနေကောင်မဟုတ်ရငါနောက်ွယ်မှာစီရီယန်တွေယာနဲ့ချီပြီးတော့မိသားစုတွေအများကြီးငါတက်နိုင်လောက်ရှာကျိုးနေတာဒီတော့ပေါ့လားထိုင်းနိုင်ငံမှာအထိထိုင်းနိုင်ငံအတွင်းပိုင်းမှာအထိဟိုမဲဆောက်ဘက်မှာနေနေတဲ့လူတွေအခုချိန်ဒီငါအိမ်လားကပေးနေရတဲ့စီရီယန်တွေစံရိတ်ကထောက်ပံ့နေတဲ့စီရီယန်တွေအများကြီးရောဒါတွေငါလိုင်းမမတင်ခဲ့ဘူးမင်းတို့စောက်ကြွားမဟုတ်ဘူးငါဘာတွေလုပ်နေလဲဆိုတော့မင်းလုပ်နေတဲ့ဟာတွေတော်လိုင်းပြီးမင်းသိရလိမ့်မယ်တော်လိုင်းပြီးကြတယ်မင်းသိရင်သိမှာပေါ့ငါတို့နေရာမျိုးမှာငါလုပ်နေတဲ့ဟာတွေငါလုပ်ကင်နေတဲ့အနေအထားတွေငါတို့ပစ္စည်းတွေကစလောက်ဆောင်နေတဲ့အနေအထားမျိုးတွေကိုမင်းတို့ကောင်မျိုးလားဆိုရင်ကြွားလို့ဆုံးမှာမဟုတ်ဘူးဒီလိုနေမြေမှာမင်းလာကြွားရင်လည်းမင်းလည်းဒီနေမြေမှာကြာနေရမှာမဟုတ်ဘူးနော်မင်းလူတယောက်ကိုပါမင်းဟိုမပြောနိုင်မင်းတို့တအားမစော့ကားပါနဲ့မိုက်ကယ်မင်းလည်းတော်လိုင်းလုပ်နေတာမင်းကိုယ့်အကိုလှုပ်ရှားကြရလို့မင်းတို့လည်းဘယ်သူမှပုတ်ခတ်စော့ကားနေအောင်မင်းလာပြီးတော့မင်းငါမိသားစုနဲ့ငါတို့အဖွဲ့အစည်းအတိုင်းဝိုင်းအောင်မင်းမစော့ကားနဲ့ဟဲ့အောင်မိုက်ကယ်မင်းညီနဲ့မင်းလည်းပွဲသားအကြီးစားတွေဖြစ်နေရလေတရားမဝင်လာလူခေါ်တင်နေရလေမင်းမိဘတွေအကုန်လုံးတစ်မျိုးလုံးခေါ်လာပြီးတော့မင်းမတွေကမင်းဆိုင်ဖွင့်ပေးတာလေမင်းအဲ့ဒါတွေကမင်းဘာလို့စောက်ပေါက်ပိတ်နေရလဲမင်းပြောလေထုတ်ပြလေမင်းဆိုင်နေလှုပ်ဆန်းမင်းလွှင့်လမ်းမှာလိုက်လွှင့်လမ်းမှာမင်းဆိုင်ဆိုပြီးတော့လူတွေကလာတော့အားပေးအောင်မယ်မိုက်ကယ်မင်းဖေမရနဲ့ဟဲ့လူတွေကမပြောချင်လို့မင်းကြည့်နေတာမင်းရဲ့တဲ့နေ့ငါ့ကိုလာပေးတာအများကြီးငါထုတ်ပြောခဲ့လားဒီချိန်ခါမှမပြောခဲ့ဘူးမင်းကိုထိုးချလိုက်လို့ရရတယ်ရှိတယ်အများကြီးဒါပေမဲ့ငါမလုပ်ခဲ့ဘူးကိုတအားမင်းစော်ကားလာလို့အဲ့အာမြိုင်းနဲ့မင်းအာကောင်းတဲ့အာမြိုင်းနဲ့အာနဲ့အလုံးမဖြစ်ဘူးရအောင်တော်လိုင်းကြီးမှာလဲငါတို့တွေကတော်လိုင်းကြီးလမ်းကိုနီးမှန်ကမ်းမှန်နဲ့စနစ်တကျနီးပြူပါနဲ့ဒီစနစ်နဲ့သွားနေတာဗျမ်းမတာလုံနေရမဟုတ်ဘူးငါလော်ဘီလည်းမဟုတ်ဘူးငါတို့ UNG ငါတို့ရဲ့တော်လိုင်းတက်ဦးငါတို့ရဲ့အစိုးရငါ UNG နဲ့တူတက်နိုင်တော့ပူပေါင်းပေါင်းဆက်ပြီးတော့လုပ်တယ်စစ်မှန်တော့ငါတို့ UNG ကိုမဟာမိတ်လုပ်ထားတဲ့ KNU လို့ဖွဲ့စည်းမျိုးတွေနဲ့ငါပူပေါင်းဆောင်ရွက်ပြီးတော့လုပ်တယ်စစ်မှန်တော့မဟာမိတ်ကိုင်းသားလက်နက်ကိုင်တွေပူပေါင်းပြီးတော့ဆောင်ရွက်လုပ်တယ်ငါတို့ဗျမ်းမတာဟိုကတ်လိုက်ဒီကတ်လိုက်ချင်းမကောင်းဟိုဘက်ခွာလိုက်ဒီဘက်ခွာလိုက်တောင်ပြိုးပြောလိုက်နောက်ပြိုးပြောလိုက်ငါတို့ကလုပ်လို့မရဘူးငါဒီတော်လိုင်းရေးစကြရဒီမူဝါဒနဲ့ပဲငါတို့သွားခဲ့တာဖြစ်တယ်ငါရဲ့မူဝါဒဒီတိုင်းပဲမင်းကမင်းလှုပ်ရှားရှိရလှုပ်နော်မင်းကမင်းဟောမဟုတ်တာလှုပ်ဟုတ်တာလှုပ်ရဲမင်းတော်လိုင်းရေးမှာရောအလုပ်သမားရေးမှာရောအလုပ်သမားဘောကပြည်သူတွေဘောကစားခဲ့တယ်ဆိုခုချိန်ထိရဲမင်းမရက်တည်နိုင်ဘူးရတေသွားတာကြားပြီတော်လိုင်းရေးရဲ့တစ္ဆာပဲတော်လိုင်းရေးရဲ့ချိန်တာပဲချိန်နေတာမလို့စောက်ပို့တွေချိန်တာမိုက်ကယ်မင်းငါလိုက်ကိုမင်းထိုင်ကြည့်လိုက်နင်းညမင်းလွှင့်တဲ့လိုက်ကိုလည်းငါကြည့်ပြီးတော့ဒါငါပြန်လဲပြီးတော့ဒီလိုမျိုးပြောမှဖြစ်လိမ့်မယ်မင်းဒီမပြောရင်မင်းလူလိုမသိဘူးမင်းကိုပြန်ပြောမှမင်းကိုမပြောရင်မင်းကိုကြောက်နေရထင်နေတာမင်းကိုညှိနေတာမင်းတို့ကောင်တွေကိုစောက်ဖက်မလုပ်ချင်လို့ညှိနေတာရဲမင်းက
ငါ့ကိုတညာလုံးထိုင်ဆဲပြီးတော့တလားလောက်လိုက်လွင့်နေတဲ့ကောင်မမျိုးတွေတော့ငါစောက်ဖက်မလုပ်ခဲ့ဘူးရှင်းလားငါတို့စင်တန်းနဲ့ငါတို့နေတာဟောလူတိုင်းအဲ့လိုလိုက်ပြောလို့မရဘူးဆဲဆိုပြီးတော့ပုတ်ခတ်ပြီးတော့မင်းအမေသားဆိုတော့မင်းရှက်ဘူးလားမင်းအမေသားဆိုတော့မင်းမျက်နှာဖြတ်နေတာမင်းလိုင်းပေါ်မှာဆဲဆိုမိုက်ရိုင်းစော်ကားသူများတွေကိုထိုးချိတ်ရိုင်းနေမှာဖီးအားဆန်ဆန်အမေကြီးလုပ်တယ်မကြိုက်ဘူးကွာရောက်အမေစုအဲ့လုပ်တယ်မကြိုက်ဘူးမေစုအဲ့လိုလူတွေကိုထိုးချိတ်ရိုင်းနေအနိုင်ချင်းဆဲဆိုမိုက်ရိုင်းတာတွေမကြိုက်ဘူးကွာမင်းအမေသားနဲ့မင်းអော်နေတာမင်းအမေမျက်နှာဖြတ်နေတာမင်းစောက်ရှက်မရှိဘူးလားရောက်ဒီနေ့ညငါမင်းကိုနောက်ဆုံးပြောခြင်းပဲမင်းကိုငါနောက်ဆုံးသတိပေးခြင်းပဲမင်းထက်တက်လာမင်းကြိုက်တဲ့ပုံစံနဲ့တက်လာလို့ရတယ်ငါစကားတော့ရမပြောနဲ့ဟောလိုင်းပေါ်မှာငါပြောရင်တော့နားထောင်ကြတာပဲဆိုပြီးတော့ငါစကားတော့ရမပြောနဲ့မင်းတို့ကငါပြောရတယ်ဒါပေမဲ့မင်းတို့လိုမျိုးပြောဖို့စောက်ချိန်မရှိဘူးကွာရောင်ငါမင်းတို့လိုမျိုးလိုင်းပေါ်မှာအချိန်ပြတ်တက်အားဖို့အချိန်မရှိဘူးငါတို့ဒီအကန့်အသတ်နဲ့သွားနေရတာအကန့်အသတ်နဲ့လှုပ်နေရတာအချိန်ကန့်အသတ်နဲ့လှုပ်နေရတာဒီနေ့ညဒီလိုမျိုးတွေလိုက်လွှင့်ဖို့အတွက်ကငါအားလုံးခွင့်ပြုချက်တွေတောင်းအောင်ပြောရဆိုရတာချိန်တိုင်းအိုးကြီးကျဲငါတို့နေရာတွေကမင်းတို့အခုလိုမျိုးမင်းတို့ကောင်းနေဆိုအခုချိန်မင်းအဲကွန်ကန်းထဲမှာတောက်စားပျော်ပါနေမှာငါတို့အဲ့လိုနေလို့မရဘူးကွာငါတို့ပေါင်းနေတာတော်လိုင်းကြီးရဲ့ရှေ့ဆောင်ပုံကိုယ်တွေနဲ့ပေါင်းနေရတာဒါလုံးဝမင်းဒီငါ့ကိုဒီပြည်သူတွေနဲ့ရန်တိုက်ပေးအလုပ်သမားတွေနဲ့ခဏခဏရန်တိုက်ပေးနေတဲ့အတွက်ငါဒါကိုထွက်ပြောရတာဖြစ်တယ်ငါတို့လုပ်နေတဲ့အလုပ်တွေကမင်းတို့လိုကြွားလို့မရဘူးကွာဒီမှာဒါမင်းဒီကလေးလေးမျက်နှာကြည့်တာမင်းမတရားရိုက်နဲ့ထိုးချိတ်ခဲ့တဲ့ဒါပေမဲ့ဒီလိုမျိုးကမင်းဒီတယောက်တည်းမဟုတ်ပါဘူးမင်းအချိန်ချင်းလုပ်ခဲ့တာအဲ့ဒါတွေကတစ်ချိန်မင်းကိုတန်ပြန်လာလိုက်မယ်ဒီစကားလည်းမှတ်ထားအခုမင်းပထွေးကပကံရလို့ထွက်သွားပြီလေမနေ့ကဟမ်ဘယ်မှလည်းငါတို့မရောက်နိုင်လက်ထက်ပြန်ပို့တာဟမ်ရောက်ဟဲ့လူတယောက်မကျင်းနိုင်ရင်ရောက်မကျင်းနိုင်ရင်စိန်ခေါ်ထိုးရင်ထိုးလိုက်မယ်ထိုးနဲ့တိုက်ခိုက်လိုက်မယ်ချလိုက်မယ်ဘယ်လုံးရင်လုံးမယ်ရောက်ဘယ်တော့မှအကြမ်းဖက်စစ်အုပ်စုမရောက်နိုင်လက်ထက်ကိုပြန်ပို့ပြီးတော့ငါရဲ့တော်လိုင်းရေးသမိုင်းအလုပ်သမားရေးသမိုင်းကိုဘယ်တော့မှမကျင်းဘူးမင်းရတာမှတ်တာဘာကဲမင်းစကားပြောစင်ကျင်တော့မင်းများနေပြီနော်အဲ့လွင်ပြီးရင်မင်းငါဖုန်းနံပါတ်သိတယ်မင်းအချိန်မျိုးဆက်လာလို့ရတယ်မနေ့ပြန်လည်းမင်းပုံကြိုက်တဲ့ပုံစံနဲ့မရှင်းလို့ရတယ်ငါတို့အဖွဲ့အစည်းအလုပ်သမားတွေရဲ့ချွေးနေစာကိုစားတယ်အလုပ်ငါတို့အဖွဲ့အစည်းကလူတွေရအောင်သူတို့ပတ်စံအိတ်ထဲတောင်လာစဉ်လူပြီးတော့ဒီရုံးကိုတိဆောက်ပြီးတော့တီထောင်ပြီးတော့စူးစမ်းနေကြတာနော်ငါတို့ရုံးမှာအခက်အခဲပေါင်းစုံနဲ့ရုံးကန်နေကြတာဟိုဒီနေ့ကသူများတွေဟင်းသင်းရွက်တွေလာလူလို့ငါတို့ရုံးမှာနေတိုင်းဟင်းမကောင်းဘူးရုံးကလည်းလူတွေအများကြီး20ကျော်လောက်ရှိတယ်ဒီထိုင်းရုံးလူမားတွေလည်းတော်လိုင်းရုပ်ပဲအဓိကလူနေကြတာဒီအလုပ်သမားကြီးဘက်ကိုသူတို့မလဲနိုင်တဲ့အတွက်ရုံးမှာငါတို့ရုံးကန်ကတော့အသေးသာအနိုင်နိုင်ဒါတော့ဟိုပြီးခဲ့တဲ့အပတ်တွေကထီစက်တိုက်ပေါက်သွားတဲ့အတွက်ထီပေါက်တဲ့လူတွေကရုံးကန်ကားတွေလည်းလူတယ်ဟိုရုံးတော့သုံးမဲ့ကားတွေပါဝယ်ပေးသွားတော့ငါတို့အခုကားလေးတစ်စီးရတယ်အဲ့ကားလေးနဲ့အလုပ်သမားကြီးလိုက်လုံးနေတာရုံးကန်ကားတွေငါတို့အခုချိန်ရက်တည်နေနိုင်တာမင်းသွားကြည့်လို့ရတယ်သွားလေးလာလို့ရတယ်ပြီးတော့မင်းအဲ့ရောက်မှမင်းအဲ့လုပ်သမားတွေနဲ့တူမင်းလိုက်လွှင့်မင်းပြောအဲ့ကြတယ်မင်းသွားမင်းအေးဆေးသွားရင်ရတယ်ရောက်ဟုတ်ကဲ့ဒီလောက်ပါပဲကျွန်တော်ဒီနေ့ညကတော့ဒီမိုက်ကယ်ကဟိုအများအားဘယ်လိုလဲပြောရမယ်ဆိုရင်ကျွန်တော်ပုံထုံးနဲ့တိုက်ခိုက်မှုတွေအချိန်ချင်းပြုတ်လုပ်နေတာလွန်ခဲ့တဲ့နှစ်တွေတည်းရပါကျွန်တော်သိညှိခံခဲ့ပါတယ်ကျွန်တော်မပြောပါဘူးပြည်သူတွေကျွန်တော်အားနာပါတယ်ဒီနေ့ကနေပြီးတော့ကျွန်တော်နူးညွှန်းရှင်ခိုးပြီးတောင်းပန်ပါတယ်ဒီထဲမှာပါနေတဲ့လူကြီးလူကောင်းတွေရောတက်ဆိုင်ရာတောင်းရှိတဲ့လူတွေကျွန်တော်တကယ်ပါကျွန်တော်ဒီလိုကြီးပြောရတာကျွန်တော်အင်မတန်ရှက်ပါတယ်ကျွန်တော်တော်လိုင်းရေးမှာတော်လိုင်းရေးအတွက်အားဖြစ်စေမယ့်ဟာတွေကျွန်တော်တော်လိုင်းရေးအတွက် project campaign ဒီနေ့ညဆိုကျွန်တော် campaign project တွေချိတ်ဆက်ထားတဲ့ကျွန်တော်တို့အစီအစဉ်တွေအများကြီးဒါတွေကိုလုပ်ပြီးတော့ကျွန်တော်ဒီဟာကိုကျွန်တော်ပြောနေရတာဖြစ်တယ်ကျွန်တော်တို့ကပြောမယ်ဆိုရင်စကားတစ်ခုကိုကျွန်တော်အချက်လက်တွေတေချာစုပြီးမှပြောရတာဖြစ်တယ်ဗျမ်းမတာပြောလို့မရအောင်အဲ့အတွက်ကျွန်တော်တို့နေအချိန်ကြီးပေးရပါတယ်ကျွန်တော်တော်လိုင်းရေးအတွက်ပဲအချိန်ပေးခြင်းပါတယ်ပြည်သူတွေစိတ်နှောက်ယှက်ဖြစ်သွားမယ်ဆိုကျွန်တော်တောင်းပန်ပါတယ်ကျွန်တော်ဒါမျိုးတွေမဖြစ်နိုင်အောင်တတ်နိုင်ဆုံးစူးစမ်းပါမယ်ကျွန်တော်အနေနဲ့ကျွန်တော်တော်လိုင်းရေးကုန်သိက္ခာကျွန်တော်တို့အလုပ်သမားရေးကျွန်တော်တို့ကူညီတဲ့ကျွန်တော်ရဲ့အဖွဲ့အစည်းရဲ့ကျွန်တော်ရဲ့နောက်လိုက်ကျွန်တော်ရဲ့အဖွဲ့သားတွေရဲ့ကုန်သိက္ခာကျွန်တော်မိသားစုကုန်သိက္ခာဆိုတော့နောက်ဒုတိယထားကျွန်တော်ပြောအဲ့လိုမျိုးတွေနဲ့မလို့ကျွန်တော်ဒီနေ့ညဖြည့်ရှင်းရခြင်းဖြစ်ပါတယ်ကျွန်တော်တို့ကပြန်မဖြည့်ရှင်းတော့ဒီလိုပဲမပြောရင်ဟုတ်နိုးထင်နိုးပြောပါများအမှန်တင်ကြားပါများအဟုတ်တင်ပုံစံမျိုးတွေဖြစ်လာလို့ကျွန်တော်ထွက်ဖြည့်ရှင်းရတာဖြစ်ပါတယ်ဒီလိုမျိုးဖြည့်ရှင်းတဲ့အတွက်လည်းပြည်သူတွေစိတ်နှောက်ယှက်ဖြစ်သွားမယ်ဆိုကျွန်တော်ခွင့်လွှတ်ပါပြီးခံပြီးပါတောင်းပန်ပါတယ်ကျွန်တော်နားလည်ပေးကြပါကျွန်တော်အလုပ်သမားရေးကိုဆက်လုပ်ခြင်းသေးတဲ့အတွက်ဒီလိုမျိုးကျွန်တော်ဖြည့်ရှင်းတာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ပြည်သူတွေတောင်းပန်ပါတယ်ဟုတ်ကဲ့ဒီချိန်ကတော်လိုင်းရေးချိန်မြင့်နေချိန်တော်လိုင်းရေးအတွက်လှုပ်လှုပ်ခက်ခက်ဖြစ်နေတဲ့ချိန်ရောင်းစရာထက်သန်တဲ့ချိန်မှာဒီလိုလူမသိတဲ့လူတယောက်ကြောင့်ဒီလိုပြဿနာတွေဖြစ်တဲ့အတွက်ကျွန်တော်အနေနဲ့အင်မတန်အားနာပါတယ်ပြည်သူတွေကို